လေးတွေလည်းရှိလာတယ်အဲ့ဒီအချိန်ဟာအလေပိုင်းပဲအဖို့အတန်ဆုံးအချိန်ထိရောက်တန်ဖိုးရှိတဲ့အလုပ်ကိုလုပ်လိုက်မိဖို့လိုတယ်ဆိုတာကိုဆရာတို့ကြီးကသတိပေးတာနောက်ဆုံးအရွယ်ဆိုတဲ့60ကျော်80ကျော်ဖြစ်သွားပြီဆိုရင်တော့အဲ့ဒါကသူလည်းသုံးမရတဲ့အပိုင်းကိုပြန်ရောက်သွားပြန်ရောဟုတ်လားခက်တာကဒကာဓမ္မတို့ဦးဇင်းတို့တွေကအလွန်တန်ဖိုးရှိတဲ့သုံးရတဲ့အပိုင်းကိုနော်အလွန်တန်ဖိုးရှိတဲ့အလုပ်မှာအသုံးမချလိုက်နိုင်တဲ့အချက်ပေါ့နော်လူတွေကနောက်ဆုံးအရွယ်ကြတော့မှနော်အပူတွေကလည်းများပြီလေအဲ့ဒီကြတော့ဟုတ်လားအဲ့ဒါလို့ကြိုးစားဖို့စဉ်းစားထားတယ်ဆိုရင်အဲ့ဒီစဉ်းစားချက်လေးတွေကိုပြင်ဖို့မလိုဘူးလားလိုပါတယ်အဲ့တော့ဒီနေရာမှာဦးဇင်းတို့ပြောချင်တာကအင်မတန်ကောင်းတဲ့ကိုယ့်ရဲ့အကြောင်းတရားတွေကြောင့်အင်မတန်ကောင်းတဲ့လမ်းစဉ်တွေကိုသိခွင့်မြင်ခွင့်တွေ့ခွင့်ကြုံခွင့်ရနေတာအဲ့ဒါတကယ်လို့ကိုကမကြိုးစားဘူးဆိုလို့ရှိရင်ဟိုဦးဇင်းတို့ဒေသနာတော်တွေကိုကြည့်ပြီးတော့စီထားတဲ့လင်္ကာလေးရှိတယ်ဝိသုဒ္ဓအောင်ဆိုတော့ဘုရားကြီးစီတယ်အဲ့ဒါကိုဆရာကြီးဥထေးလိုက်ပြန်ပြီးတော့မွမ်းမံထားတဲ့လင်္ကာလေးရှိတယ်တော်တော်ကောင်းတယ်အဲ့ဒီလင်္ကာလေးဘာပြောထားတော့ဆိုတော့ရန်သူဝိုင်းထားထိုယောက်ျားကပြေးသွားဖို့ရလမ်းပေါက်သားလေပြေးမထွက်လမ်းတွက်မရှိကြီးနော်ရန်သူဝိုင်းထားထိုယောက်ျားကပြေးသွားဖို့ရလမ်းပေါက်သားလေပြေးမထွက်လမ်းတွက်မရှိကြီးလူတယောက်ရန်သူတွေဝိုင်းခံရတယ်ဒါပေမဲ့လွတ်အောင်ပြေးဖို့အတွက်လမ်းပေါက်တစ်ခုကတော့သားနေတာကိုလည်းသူမြင်တယ်အဲ့ဒါကိုတကယ်လို့ပြေးမသွားဘူးဆိုလို့ရှိရင်ထွက်မပြေးဘူးဆိုလို့ရှိရင်ရန်သူတွေရဲ့အနှိမ့်ဆက်ကိုခံရတာဟာလမ်းရဲ့အပြစ်မဟုတ်ဘူးတဲ့လမ်းရှိရတဲ့နဲ့မပြေးတဲ့သူ့ရဲ့အပြစ်ပဲလို့ပြောထားရန်သူဝိုင်းထားထိုယောက်ျားကပြေးသွားဖို့ရလမ်းပေါက်သားလည်းပြေးမထွက်လမ်းတွက်မရှိလေမစင်လူလျံအေးကြည်လင်သိရေစင်ရှိလေမစေခက်ရေတွက်မရှိလေလူတယောက်မစင်အညစ်အကြေးတွေပေးချမ်းနေတယ်အနားမှာလည်းဆေးတရားရေစင်ရေအေးကအရင်သိရှိနေတယ်ဒါကို तू မဆေးဘူးဆိုရင်တော့ရေရဲ့အပြစ်မဟုတ်ဘူးအဲ့လိုပဲတရားဓမ္မတို့ဦးဇင်းတို့တွေမှာစိတ်ရဲ့မကောင်းမှုလို့ဆိုရတဲ့အကုသိုလ်တွေကိလေသာတွေဆိုတဲ့အညစ်အကြေးတွေဟာပေးချမ်းနေတာမရှိဘူးလားရှိတယ်ဒီအညစ်အကြေးတန်းတန်းနဲ့ပဲတရားဓမ္မတို့ဦးဇင်းတို့နေနေတာပဲဒါဦးဇင်းတို့လည်းဒီတိုင်းပဲတရားဓမ္မတို့လည်းဒီတိုင်းပဲပဂတိအညစ်အကြေးဆိုရင်တော့လူတွေကလူကြားတူကြတဲ့ဒီအညစ်အကြေးတန်းတန်းကြီးနဲ့သွားရဲမယ်တော့မထင်ဘူးနော်အဲ့တော့တကယ်အညစ်အကြေးအစ်စ်ကိုကြောက်ရကောင်းမှရှေ့ရကောင်းမှမသိပဲနဲ့အပေါ်ရင်အညစ်အကြေးလောက်ကိုလာဒကာဓမ္မတို့ဦးဇင်းတွေကဂယုစိုက်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောလို့မရဘူးလားအေးလူထင်သာမြင်သာရှိတဲ့မျက်နှာပေါ်ဆိုရင်အညစ်အကြေးမပြောနဲ့ဘာမှမရှိရင်တောင်မကျေနပ်သေးဘူးတကယ်အဲ့ဒီပေါ်မှာကောင်းတာလေးတွေကောင်းတဲ့အယောင်လေးတွေဟုတ်လားကောင်းတဲ့အနံလေးတွေတတ်နိုင်တဲ့လောက်တော့ဘာလုပ်ကြသေးတော့တင်လိုက်ကြသေးတာပဲအဲ့တော့ဆိုလိုတာကဒီအညစ်အကြေးကအညစ်အကြေးထဲမှာစိတ်ရဲ့အညစ်အကြေးမကောင်းမှုအညစ်အကြေးဟာတကယ်တမ်းကအညစ်အကြေးအစ်စ်ဖြစ်တယ်ဆိုတာလေဉာဏ်ပိုင်းဆိုင်ရာအရာတော့ဒကာဓမ္မတို့ရောဦးဇင်းတို့ရောလက်ခံထားပြီလားဟုတ်တယ်မဟုတ်လားမစင်အညစ်အကြေးနဲ့လောဘဒေါသအညစ်အကြေးဘယ်အညစ်အကြေးကပို့ပြီးတော့ယွန်တရားကောင်းတယ်လို့မေးရင်လောဘဒေါသအညစ်အကြေးကယွန်တရားကောင်းတယ်လို့တော့ပြောလဲပြောတယ်တကယ်လည်းသဘောပေါက်ပါတယ်ဉာဏ်ကလည်းပဲတကယ်သိပါတယ်အဲ့ဒီအချက်ကိုဟုတ်လားဟိုအညစ်အကြေးကဒုက္ခပေးတယ်ဆိုတာဘာမှမပြောပါတော့ဘူးသူကြီးဆေးလိုက်ရင်လည်းလွယ်လွယ်ပဲပြောင်းသွားတယ်ဒီအညစ်အကြေးကသူ့ကိုပြောင်းအောင်လုပ်ဖို့လည်းအလွန်ခဲရင်တယ်ဒီအညစ်အကြေးကြောင့်ဖြစ်လာတဲ့ဆိုးကျိုးတွေကကဘာနဲ့အဝှမ်းလိုပဲပြောကြပါစို့ကြီးကြီးကျယ်ကျယ်ပြောရမယ်ဆိုရင်နော်မရှိဘူးလားရှိတယ်အဲ့ဒါလို့ဒကာဓမ္မတို့ဦးဇင်းတို့နားလည်ထားပြီမလို့ပဂတိအညစ်အကြေးကိုတော့တန့်ရှင်းအောင်လုပ်ကြတယ်စိတ်ရဲ့အညစ်အကြေးကိုတော့တန့်ရှင်းအောင်မလုပ်ကြဘူးတန်ရှင်းအောင်လှုပ်เสียဓမ္မတိဟုသောရေစဉ်မဂ္ဂင်တိဟုသောရေစဉ်ရှိနေပါလေကနဲ့ဒါကိုအပေအကြံခံပြီးတော့ဟိုရှေ့ရကောင်းမှမသိကြောက်ရကောင်းမှမသိဒီလိုပဲနေနေကြတာဒါကလည်းခက်တော့ခက်သားလေဟိုမှရှိတာမို့ဘေးကလူတွေကလည်းအကုန်လုံးအညစ်အကြေးတုံးနေဆိုတော့တိတ်မထူးဘူးဆိုတော့ရှက်လဲတိတ်ရှက်เสียမလိုသလိုများဖြစ်နေတာလည်းပါမှာပေါ့ဟုတ်လားနောက်ဒါရှိတယ်မို့လားရှိတယ်အဲ့ဒါကိုရည်ရွယ်ပြီးတော့ရေးတာပါမစင်လူလျက်အေးကြည်လင်းသည့်ရေစင်ရှိလေမစိခက်ရေတွက်မရှိလေဒါရေရဲ့အပြစ်မဟုတ်ဘူးတဲ့နောက်တစ်ချက်သူကဘာဆက်ပြောပြန်တော့ဆိုတော့အော်ဟင်ငိုညီယောဂတိလျက်လူလဲဗျာတိနာမချိသောတတ္တိမြင်မျောသမားတော်ဤဆေးကြောရှိလေမစားခက်ဆေးတွက်မရှိလေလူတယောက်ယောဂနှိမ့်ဆက်ခိုင်းနေရဘလို့ပြင်းထန်တော့ဆိုတော့အော်ဟင်ငိုညီနေရလောက်အောင်ပြင်းထန်တယ်ယောဂကအဲ့ဒီယောဂကိုပျောက်စေတဲ့ဆေးမရှိလို့သူအဲ့ဒီဝေဒနာကိုခံနေတာတော့မဟုတ်ဘူးတဲ့ဆေးကအနာနာမှအရင်သိရှိနေတယ်အဲ့ဒါသူအပြင်းထုံပြီးတော့အကြောင်းမျိုးမျိုးကြောင့်မတော့ဖြစ်နေတာမတော့ဖြစ်လေတဲ့မြယောဂကလည်းမပျောက်ဘူးပဲ
အဲ့လိုမတောက်ဖြစ်လို့ယောဂမပြောက်တဲ့ကိစ္စမှာဆေးရဲ့အပြစ်မရှိဘူးမတောက်တဲ့ကိုယ်အပြစ်ပဲတဲ့ဆိုလိုတာကတရားတည်းဟူသောဆေးရှိတယ်သို့သောကိလေသာတည်းဟူသောအနာယောဂနဲ့ညှင်းယူပြီးတော့နေကြတာပဲအဲ့ဒီအနာယောဂကိုပြောက်အောင်လုပ်ပါတော့လားဆိုတော့လေမလုပ်ဘူးအဲ့ဒါဆေးရဲ့အပြစ်မဟုတ်ဘူးကိုယ့်ရဲ့အပြစ်ဆိုတာကိုပြောတာအော်ဟင်ငိုကြီးယောဂသိလေလူလဲပြာတိနာမချိတော့တတ္တိမြင်မျောသမားတော်ဤဆေးကြော်ရှိလေမစားခက်ဆေးတွက်မရှိလေသူဥမာကို၃မျိုးပြောတာနော်လမ်းနဲ့ဥပမာပေးတယ်ရေနဲ့ဥပမာပေးတယ်ဆေးနဲ့ဥပမာပေးတယ်ဘာကိုဥပမာပေးတာအဲ့ဒါကမဂ္ဂင်၈ပါးသူတော်ကောင်းတရားဝိပဿနာတရားကိုလမ်းလို့ပြောတယ်ရေလို့ပြောတယ်ဆေးလို့ပြောတယ်ရန်သူတွေရဲ့လက်ကလွတ်အောင်ယုံထွက်နိုင်တဲ့တခုတည်းသောလမ်းပေါ့နော်မစင်တည်းဟူသောအညစ်အကြေးနဲ့တူတဲ့ကိလေသာအညစ်အကြေးတွေတန့်ရှင်းစေနိုင်တဲ့တခုတည်းသောရေပေါ့နော်ကိလေသာတည်းဟူသောယောဂဗျာတို့မှာကင်းဝေးပြောင်းငြိမ်းစေတဲ့တခုတည်းသောဆေးပေါ့နော်အဲ့ဒါလိုပဲတဲ့အဘဲကွင်းတို့မချွတ်ဖို့မြေစွတ်စွတ်တဏကိလေသာကိုမြစ်ပန်းပဲဖြတ်အပြည့်တတ်ရန်ဝိပဿနာတရားရှိပါ냐လီမပွားနိုင်အားဗျာပါမြတရားအတွက်မရှိလေနော်ကိုယ်တန်တာမှာအပေလေးပုံကိုပြစ်ချနိုင်တဲ့နော်အကြီးကျယ်ဆုံးဆင်းရဲတွေကိုဖြစ်စေနိုင်တဲ့ကိလေသာတရားတွေနော်အပေခွင်တို့မချွတ်ဖို့မြေစွတ်စွတ်တဏကိလေသာကိုတဲ့ပြောထားလေစကလုံးလေးတွေကအလွန်အားပါတယ်သိလားအပေခွင်တို့မချွတ်ဖို့မြေစွတ်စွတ်တဏကိလေသာကိုအကုသိုလ်တရားတွေကတော့တကယ့်ကိုပဲလက်ဆက်ဆက်နော်အရှိန်နဲ့အဟုန်နဲ့ရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုအပေခွင်တို့မချွတ်ဖို့မြေစွတ်စွတ်တဏကိလေသာကိုမြစ်ပါပေဖြတ်အပြည့်တတ်ရန်ဝိပဿနာတရားရှိပါ냐လေးမပွားနိုင်အားဗျာပါများတရားအတွက်မရှိလေမပွားနိုင်အားဗျာပါများတဲ့ကိုယ့်ဟာနဲ့ကိုယ်ဗျာများနေကြကိုယ်အကြောင်းနဲ့ကိုယ်ပေါ့လေနော်ဒါပေမဲ့ကိုယ်အကြောင်းနဲ့ကိုယ်တော့အရေးကြီးတယ်လို့ထင်နေကြတာကြီးပါပဲနော်အတထားပါတော့ပေးသက်ပေါင်းတော်ကောင်းတို့ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်မပွားများလိုက်နိုင်မှုဆိုရင်မပွားများလိုက်နိုင်တာကတော့အတူတူပဲမို့လားနော်တချို့တော်တော်ကိုအခြေအနေကပေးတယ်စီးပွားရေးလည်းရှားတရားမလိုဘူးဘာမှလည်းလှုပ်ရှားမလိုဘူးဒါပေမဲ့အဲ့ဒီအလုပ်ကိုသူတော်ကောင်းအလုပ်ကိုလုပ်သလားဆိုတော့တိတ်ထိထိရရမလုပ်တချို့ကြတော့လည်းပဲတကယ်ကိုရှားရပွေရမယ့်အရွယ်မို့လို့အတင်းရှားနေရတယ်မဖြစ်ဘူးဆိုပြီးတော့လုပ်နေရလို့ဒီသူတော်ကောင်းတရားကိုမလုပ်နိုင်တဲ့လူကမရှိဘူးလားအေးဘလို့အကြောင်းကြောင့်ပဲမလုပ်လိုက်ရတာကတော့အတူတူပဲဟုတ်တယ်မို့လားအေးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီအချက်ကလေးတွေကိုစဉ်းစားပြီးတော့အင်မတန်ကောင်းမွန်တဲ့အခြေအနေကောင်းနဲ့တွေ့နေတဲ့အခါမှာတို့ဒီမဂ္ဂင်၈ပါးတရားမြတ်ယတနာကိုပွားများအထုတ်ပြီးတော့မဂ္ဂင်၈ပါးကိုပွားများခြင်းကြောင့်ရရှိမဲ့အကျိုးကျေးဇူးတွေကိုခံစားရတဲ့သူတော်ကောင်းတွေဖြစ်အောင်ကြိုးစားသင့်တယ်ဆိုတဲ့အတွေ့မျိုးမတွေ့သင့်ဘူးလားတွေ့သင့်တယ်အဲ့ဒါဦးဇင်းတို့မဂ္ဂင်၈ပါးနဲ့ပတ်သက်ပြီးတော့ဒါပြောလိုက်တာနော်မဂ္ဂင်၈ပါးကိုပြန်ပြီးတော့အနှစ်ချုပ်မယ်နော်ကိလေသာမာရဏနိဗ္ဗာန်ဂစ္ဆန္တိဧတေနာတိမဂ္ဂောကိလေသာကိုပယ်ရှားပြီးတော့နိဗ္ဗာန်ကိုပို့တက်လို့မဂ္ဂင်လို့ခေါ်တယ်ဟုတ်လားအဲ့ဒီမဂ္ဂင်၈ပါးဘာတွေလဲပေးတဲ့လို့သိပြီးသားနော်အဲ့ဒီမဂ္ဂင်၈ပါးတည်းဟူသောလမ်းသည်လမ်းတကလမ်းထဲမှာအမောမြတ်ဆုံးအမြင့်မြတ်ဆုံးလမ်းမှာဘာကြောင့်အမြင့်မြတ်ဆုံးလမ်းဖြစ်ရတယ်လဲဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဘယ်နှချက်လောက်ပြောလိုက်တော့၄ချက်လောက်ပြောလိုက်တယ်အကုသိုလ်တရားယုံညံ့မှုတရားမှန်သမျှကိုဖယ်ရှားသုတ်သင်ပြနိုင်တဲ့အစွမ်းရှိတယ်မြင့်မြတ်မှုစင်ကြယ်မှုမှန်သမျှကိုဖြစ်ထွန်းစေတဲ့အစွမ်းတတ်တွေရှိတယ်စိတ်ရဲ့တရားကရွတ်ခွေတပွဲဖြစ်တယ်အင်မတန်စစ်မှန်တဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုစေဖို့အတွက်တခုတည်းသောလမ်းဖြစ်တယ်။နော်ဒါမဂ္ဂင်၈ပါးရဲ့အစွမ်းအကျဉ်းချုပ်ပြောပြတာ။အဲ့ဒီအစွမ်းတတ္တိတွေနဲ့ပြည့်စုံတဲ့မဂ္ဂင်၈ပါးကိုကျင့်သုံးခွင့်ဒကာဓမ္မတို့ဦးဇင်းတို့တွေရနေတယ်။အဲ့ဒီအခြေအနေကိုကောင်းကောင်းနားလည်ပြီးတော့ဘဝရဲ့အကောင်းမြတ်ဆုံးအချိန်မှာနော်အကောင်းမြတ်ဆုံးအလုပ်ကိုလုပ်လိုက်ရရင်အကောင်းမြတ်ဆုံးဘဝကိုရတယ်ဆိုတာကအဓိပ္ပာယ်တော်တော်ရှိသွားတာပေါ့နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မဂ္ဂင်၈ပါးကိုပွားများအားထုတ်ပြီးတော့ဘောဓိပက္ခိယတရားတွေအားလုံးပြည့်စုံသွားအောင်ကြိုးစားဖို့မလိုဘူးလားလိုပါတယ်နော်ဦးဇင်းတို့ခုမဂ္ဂင်၈ပါးကိုလည်းပြောပြီးပြီဆိုတော့ဘောဓိပက္ခိယတရား39ပါးအကုန်စုံမသွားဘူးလားစုံသွားတယ်ဦးဇင်းတခါမှဒီဘောဓိပက္ခိယတရားကိုဒီလိုစုံစုံရှိစေမဟောဘူးသေးဘူးနော်အဲ့ဒါခ
9 ရက်ရက်ရှည်လုပ်ပေးတဲ့တခါကြီးတခါမကြီးများကိုတောင်ဦးဇင်းကကျေးဇူးတင်တယ်ဒါပြောဖြစ်သွားပြီနောက်တစ်ချိန်မှာဒီလိုစုံစုံစစ်စစ်ပြောပါဆိုရင်ပြောချင်မှလည်းပြောဖြစ်မယ်ဒီတိုင်းထပ်တူကြအောင်တော့မပြောနိုင်တာအမှန်ပဲဟုတ်လားအဲ့တော့ဘာပဲပြောပြောကောင်းကောင်းမကောင်းကောင်းပြည့်စုံစုံမပြည့်စုံစုံဘုရားရဲ့တရားကတော့မကောင်းမှုဆိုတာတော့မရှိပါဘူးနော်ကိုပြောမိလိုက်တယ်ဒီအတန်ဖန်ထားတာလေးရှိတာကတော်တော်စိတ်ထဲမှာဥစဉ်ကကျဉ်းတတ်ရတယ်ဟုတ်ရဲ့လားဒါကြောင့်အခုဒီမှာဗောဓိပက္ခိယတရားကိုနာကြတဲ့ပေတကတရားကျော်200ထားပါတော့ခွေဖြစ်သွားပြီဆိုရင်3 သိန်းလည်းဟုတ်တယ်2 သိန်းလည်းဟုတ်တယ်သူရောက်နေရကိုဒီခွေကအတိညာဏ်ဖြန့်နေပါအဲ့ဒီကိစ္စမှာဒကာဓမ္မတို့ကလည်းဝိုင်းဝန်းပြီးတော့ပါရမီကုသိုလ်ဖြည့်ကြတယ်အကြောင်းအထောက်ပံ့ပေးကြတယ်ဆိုပြီးတော့ဝမ်းသာကြပေါ့ဟုတ်လားဝမ်းသာကြပေါ့နော်အဲ့တော့ဗောဓိပက္ခိယတရားနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဒါတစ်ချိန်ကို45 မိနစ်လောက်အချိန်ယူပြီးတော့ပြောလိုက်တာခုနှစ်ခုပေါင်းလိုက်လို့ရှိရင်ဒီဟောပြောချက်ဟာမနည်းဘူးလို့ပြောရလိမ့်မယ်နော်အဲ့တော့အ ਨੇ ဆုံးတော့ဒကာဒကမတို့လေဒီဆိုတော့ဘုရားကြီးရေးတဲ့ဗောဓိပက္ခိယဒီပဏီကျမ်းစာအုပ်ရဲ့အဓိကတော့ချက် point တွေကိုဖတ်ဖူးလိုက်တယ်လို့တော့ဖြစ်သွားတာတေချာသွားတယ်ဒါဦးဇင်းကအဲ့ဒီစာအုပ်ကိုအဓိကကြည့်ပြီးတော့ပြောတာနောက်ပြီးတော့ဦးဇင်းတို့တန်ရုပ်ပါဠိတော်မှာမဟာဝကတန်ရုပ်ပါဠိတော်ဆိုတာရှိတယ်အဲ့ဒီမဟာဝကတန်ရုပ်ပါဠိတော်ကဒီဗောဓိပက္ခိယတရားတွေနဲ့ပတ်သက်ပြီးတော့ဟောထားတာတော်တော်များတယ်အဲ့ဒီတဲကဟာတွေလည်းပဲဦးဇင်းတို့လူတွေနဲ့တင့်တော်မဲ့ထင်တာလေးတွေတိတိတိုက်တာလေးတွေတော်တော်များများထည့်ပြီးတော့ပြောထားတယ်အဲ့တော့ဘာပဲပြောပိဋကတ်သုံးပုံရဲ့အနှစ်ချုပ်လို့ဆိုရမယ်မြတ်စွာဘုရားထားခဲ့တဲ့တရားအမွေတွေထဲမှာအမျက်ဆုံးတရားအမွေလို့ဆိုရမယ်ဗောဓိပက္ခိယတရားဒေသနာကိုတရားဓမ္မတော်ဦးဇင်းတို့တွေမှတ်သားမိကြပြီနောက်တစ်ချိန်မှပြန်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင်လည်းခွေတွေကိုဒါနားထောင်လိုက်ရင်မဖြစ်ဘူးလားဖြစ်တယ်အဲ့တော့အပြည့်အစုံကြီးတော့ဦးဇင်းတို့လည်းပဲပြောနိုင်တဲ့အစွမ်းမရှိဘူးပေါ့ဒါကိုသိတဲ့လောက်ကလေးကိုပြောပြတာပါဟုတ်ရဲ့လားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့ရဲ့စိတ်ထဲမှာသူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့ထိုက်တဲ့အထောက်အကူပြုမယ်လို့ယုံကြည်လို့ဒီတန်ဖိုးရှိတဲ့ဗောဓိပက္ခိယတရားတွေကိုဦးဇင်းတို့ပြောဖို့စိတ်ကူးပေါက်သွားတာဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဒီကနေ့ဗောဓိပက္ခိယရဲ့နောက်ဆုံးနေ့ဟုတ်ရဲ့လားတတိပဋ္ဌာန်တရား4 ပါးတမ္ပပဋ္ဌာန်တရား4 ပါးဣဋ္ဌိပတ်တရား4 ပါးဣန္ဒြေ5 ပါးဘူ5 ပါးဘိုးရှင်9 ပါးမဲခင်10 ပါးဒီနေ့တရား5 မိနစ်10 မိနစ်လောက်ပိုးရှင်မယ်သိခံပြီးတော့ဆက်ပြီးတော့နားထောင်မယ်နော်ပြန်ပြီးတော့အနှစ်ချုပ်မလို့ဟုတ်လားတတိပဋ္ဌာန်တရား4 ပါးဆိုတာကတတိပဋ္ဌာနဟုတ်လားတတိပဋ္ဌာနဘုဒ္ဓံတဟတိဝဟတိတိပဋ္ဌာနအဲ့ဒါတွေပိဋကပေါင်းတော်တော်အားလုံးပြောခဲ့ပြီးသားနော်တတိပဋ္ဌာန်တရား4 ပါးဆိုတာဘာတွေတော့ကာယ ानु ပဒနာတတိပဋ္ဌာန်ဝေဒနာ ानु ပဒနာတတိပဋ္ဌာန်စိတ် ानु ပဒနာတတိပဋ္ဌာန်ဓမ္မ ानु ပဒနာတတိပဋ္ဌာန်ကာယပိုင်းကိုအမှန်တိုင်းသိမြင်နားလည်အောင်တတိဝိရိယဉာဏ်ပညာဥရှိပြီးတော့ကြိုးစားတာကာယ ानु ပဒနာတတိပဋ္ဌာန်အဲ့လိုပဲခံစားချက်တွေကိုသိမယ်စိတ်တွေကိုသိမယ်ဓမ္မသဘောတရားတွေကိုသိမယ်ဒါတတိပဋ္ဌာန်တရား4 ပါးနောက်တမ္ပပဋ္ဌာန်တရား4 ပါးဆိုတာကမဖြစ်သေးတဲ့ဖြစ်ပြီးသား